别要。好，不老家嘞。好啊吧。你是玩呢？你他妈干样嘛？一把，别的别的。မမဘာလို့တိုင်းမစားလဲရော့မမစားလေ မောင်လေးပဲစားပါမမအသားဟင်းမကြိုက်ဘူးပြီးတော့မောင်လေးစားတာကြည့်နေရတယ်မမပြောတယ်လေ မမကျွန်တော်ဘွားရဒီလိုပဲမိုက်ကောက်စားရမှာကျွန်တော်မကောက်ချင်တော့ဘူးတခါလေးဆိုရှက်မိတယ် မောင်လေးရဲ့ဘာမှမရှက်ပါနဲ့မမတို့ဘဝအတွက်လက်ရှိအချိန်တွေရအခုလုံလေးကတနေ့တာစားဝတ်နေရအတွက်ဖြည့်ရှင်းလို့ရနေရပဲလေမောင်လေးဘာမှအားမမြင်နဲ့နော် ဟုတ်ပါလေပညာမတက်စားမတက်နဲ့လုံးဖို့ဆိုမလွယ်ပါဘူးလေ ကဲစားခဏနေကြအမိုက်သွားကောက်ရမယ်ညနေကျရင်လည်းစောစောပြန်မယ်နော်အဖွားတက်ဆေးဝင်ရအောင်မယ် ဟုတ်ကဲ့မမ ငါမီးလေးတွေပြန်လာပြီပဲ ဟာနေကောင်းလား အော်နေကောင်းပါလေကွယ်အပြင်ဘက်မှာလीမိုးတွေကရွာနေတော့နည်းနည်းလေးချက်စိဖြစ်တာနဲ့စောင်းကြီးခြုံထားတာဖတ်တက်တာပါလေဘာမှမဖြစ်ဘူး အော်တော့အဖွားအတွက်ဆေးဝယ်လာတယ် ဟဲ့မီးလေးဘာဖြစ်လို့မျက်နှာမကောင်းတာလဲမိမဘယ်သူနဲ့မှဖြစ်လာလို့ဟမ် ဒါကလေဘောချင်းချင်းတက်တာနဲ့ထားကျင်တာအကောင်းဆုံးဆေးရုံကြီးမှာလေစေကုသပေးကျင်တာ အော်မီးလေးရဲ့ဘဝဆိုတာဒီလိုပါပဲကွယ်အတက်ကြအနေအမီဆိုတာလူရဲ့ကံတရားတွေပေါ့ဒီဘဝမှာမချမ်းသာပြီနဲ့အရေးကြီးတာသားလေးကငါးပါးစီလာဖို့မပြည့်စီတာနော်သူတစ်ပါးဖို့ကိုလေမကောင်းကြရဘူးနော်အားလုံးကိုမေတ္တာထားတယ်နော်ဒီလေးနော်ဖွားပြောတဲ့စကားကိုမှတ်ထားနော် ဖွားလည်းနားလိုက်အောင်နော်မောင်လေးဘာမှစိတ်အားမငယ်နဲ့နော်မမတို့ဒီထက်ကြိုးစားကြမယ် ပင်ပန်းလာကြပြီဖွားပြီးအနားယူလိုက်ကြအောင်နော်ဖွားလည်းဒီစိတ်တယ် ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးတော့မြတ်တာရက်ခံပြရစီရှင် ဆရာကြီးဗျာတပည့်တော်လူတဲ့နဝကမလူကလူတက်နေရအောင်သုံးပါဗျာ ရတနာသင်္ကေတလက်ရှင်သင်ပညာရေးအကြောင်းကကျောင်းသူကျောင်းသား365ယောက်အတွက်အထောက်အကူဖြစ်တာပေါ့တာဒုတာဆရာကြီးဗျာတပည့်တော်တို့ကြောင့်အသေးရောက်လာတဲ့ဆရာနဲ့မိတ်ဆက်ပေးခြင်းလို့ပါဗျာဒါကတော့တပည့်တော်တို့ကြောင့်အသေးရောက်လာတဲ့ဆရာဘိုးဘိုးလို့ခေါ်ပါတယ်ဗျာကိုဘိုးဘိုးဒါကတော့ကျွန်တော်တို့ရတနာသင်္ကေသီလရှင်သင်ပညာရေးစင်တာရဲ့ founder တူဦးလေးဖြစ်တဲ့ကျောင်းအုပ်ဆရာကြီးဒေါ်အိဒသင်္ကေလို့ခေါ်တယ်တပည့်တော်လည်းကလေးပညာရေးအတွက်အကောင်းဆုံးအမှုပံ့ပိုးပြီးသင်ကြားပေးပါမယ်ဗျာ ဟုတ်ပါဘူးခုလိုလာရောက်ပြီးတော့သင်ကြားပေးတဲ့အတွက်ဆရာတို့အများကြီးကျေးဇူးတင်ပါတယ်ကြိုဆိုပါတယ်ဆရာတို့ကျောင်းမှာအခုလက်ရှိရတော့ကျောင်းသူကျောင်းသား365ယောက်ရှိပါတယ်ဒီနေ့မှာနီးစပ်တဲ့ရက်ွက်တွေကနေလာပြီးတော့ကျောင်းတက်ကြပါတယ်ဆရာစာသင်ခန်းတွေလိုက်ပြပေးပါအောင် တင်ပါဗျာ ကဲသားတို့သမီးတို့နဲ့ဆရာမတို့ခဏလေးပါအခုဆရာတို့အကြောင်းကိုဆရာအသေးသေးရောက်လာတယ်သားတို့သမီးတို့စာသင်ပေးဖို့တဲ့ဒီဆရာရဲ့နာမည်ကဆရာဘဘူလို့ခေါ်တယ်နော်ဆရာရဲ့ကလေးလေးကိုကြည့်ပြီးတော့ကြည်နူးလိုက်တာဟုတ်တာပေါ့ဗျာကျွန်တော်တို့လည်း PT ကိုစားပြီးတော့အားရှိနေရတာလေကျွန်တော်လည်းဒီကလေးတွေအကောင်းဆုံးစူးစမ်းတင်ယူပေးပါမယ်ဟုတ်ကဲ့ပါကူညီပေးပါဗျာစိတ်ချပါကဲဆရာမတို့စာဆက်တင်လို့ရပါပြီခင်ဗျဆရာ ဟောဆရာမဟုတ် ဆရာဒီကျောင်းမှာစာသင်ရတာအဆင်ပြေရလား ကြည်ပါတယ်ဆရာမရဲ့ကျွန်တော်ကလည်းကလေးတွေကိုချစ်တတ်တယ်လေ။ဒါပြီးတော့ကျ
ကျွန်တော်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတယ်ဆိုတော့နေ့တိုင်းပီတိဖြစ်နေပါတယ်ဆရာမရဲ့ ဆရာလိုတထေတာတယောက်ဒီလိုဘဝမှာပျော်မွေ့နေတာပါရမီဖြစ်နေတာတွေ့တော့အကျန်းကိုခေါ်ယူပြီးပါတယ်ဆရာရဲ့ ဆရာမဒါလည်းကျွန်တော်တို့အကြောင်းတကားမှာကလေးတစ်ယောက်ချောင်းကြည့်နေတယ်ကျွန်တော်ကောင်းမေးကြည့်လိုက်ပါလိမ့်မယ်ဆရာမညီလေးအခုဘာကူညီပြရမလဲညီလေးကျွန်တော်ကြောင်းတက်ချင်လို့ပါဆရာကြောင်းတက်ချင်လို့ကောင်းတော့ဗောညီလေးရဲ့ဒါနဲ့ညီလေးကအရင်ကြောင်းတက်ဘူးလားကျွန်တော်2တန်းစီတော့တက်ဘူးပါတယ်ဆရာ ဘာလို့နေရလဲပြန်ရအောင်လေမမတို့အလုပ်တွေရှိသေးတယ် မမကျွန်တော်ကြောင်းတက်ချင်တယ် မောင်လေးကလည်းကျောင်းတိုင်ပတ်စံအများကြီးကုန်မှာပေါ့ပြီးတော့မမတို့ကပညာရေးဆိုတာနဲ့အဝေးကြီးပဲလေဒါပါမောင်လေးရပြန်ရအောင်နော် အော်ဒီမှာကျွန်တော်ကဒီကျောင်းအကြောင်းဆရာပါခင်ဗျာညီမရဲ့မောင်လေးကဒီကျောင်းမှာကျောင်းတက်ရပါတယ်ဒါပရိယအကျောင်းပါဗျာ ဘာလဲပရိုက်တာညီမနားမလဲ စင်မပြေတဲ့လူတွေဒီကျောင်းမှာအေးစစ်စစ်တက်လို့ရပါတယ်ဗျာအခမဲ့အားလုံးတင်ပေးပါတယ်ဗျာ ဒါဆိုဆရာညီမတို့အရင်ပြန်ခွင့်ပြုပါအောင်သူ့အတွက်အင်အားဖွားတဲ့တိုင်းမင်းညလို့ပါ ဟုတ်ကောင်းပါပြီဗျာမမကျောင်းတက်မယ်နော်မောင်လေးဒီကျောင်းမှာပေးတက်နော် ဟုတ်ပါပြီမောင်လေးရအခုတော့အရင်အိမ်ပြန်ရအောင်လေနော် ဆရာ အော်ဆရာမ ဆရာလေတကယ်လေးစားဖို့ကောင်းတယ်နော်ချစ်သူနဲ့မိဘကိုဆွန့်ပစ်ပြီးတော့ခလေးတွေပညာရေးပေးထားတွေ့ရတယ်တကယ်ဝမ်းသာကြည့်ကြရတယ် ဟုတ်ကဲ့ပါဆရာမရေဒါပေမဲ့သူတို့တွေကကျွန်တော်နားလည်မပေးကြဘူးဆရာမရေသူတို့အမြင်မှာတော့ကျွန်တော်ကတကယ်လူဆိုးကြီးဖြစ်နေတာဗျာဒီနေ့တော့သူတို့နားလည်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဒါနဲ့လေးဆရာဒါကညီမတို့မန်လေးရထုတ်တဲ့ပိုးဆုံရှင်နန်းနန်းပေါ့နော်ဆရာတို့အဲ့ဒါလေးလက်ဆောင်ပေး ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ဘိုးစောကျွန်တော်စားလိုက်ပါမယ်ဆရာ ဟုတ်ကဲ့ပါရှင် ဒါဆိုရင်ကျွန်တော်တောင်းပြပါအောင်နော် ဟုတ်ကဲ့ပါ မောင်လေးကကျောင်းတက်ချင်တယ်ဆိုတော့ပြီးသက်တာပဲကောင်းပါလေပညာလေးတက်တော့လေဒီလိုရဲ့အထင်သေးချင်မခံရတော့ဘူးပေါ့ တက်တာပါညီလေး မောင်လေးမနက်ဖြန်စားပြီးကျောင်းတက်ဖို့ပြင်ထားလိုက်တော့နော် ဟာဘာမှတကယ်ပြောရလားကျွန်တော်တကယ်ကြောက်တတ်ရတော့မှာလား ဟဲ့မိမအဖွားတော့မှာငွေကြီးကမပြည့်စုံဘူးလေစားဖို့တော့မှ အခုတက်မဲ့ကျောင်းကပတ်စံမကုန်ဘူးအဖွားရဲ့ ဟုတ်တယ်ဘွာ ဟဲ့တကယ်ပဲလား ဟုတ်ပါတယ်အဖွားရဲ့သူကငွေကြေးအဆင်မပြေတဲ့သူတွေကိုအလကားစာတင်ပေးနေရတဲ့ ဟဲ့လားဒါပေမဲ့ညီမတယောက်တည်းကအဖွားတို့စားဖို့အတွက်ရှာပေးနေရမှာပေါ့ငါမိမပင်မမိပေါ့ကွယ် အဖွားရဲ့ဘာမှစိတ်မပူပါနဲ့တမိပို့ပြီးတော့စူးစမ်းမှာပေါ့မောင်လေးလည်းစာစူးစမ်းနော်ပညာတတ်ကြီးဖြစ်အောင်စူးစမ်းမောင်လေးလိုအပ်တာတွေကိုမမထောက်ပံ့ပေးမယ် ကျေးဇူးပါမမရေမောင်လေးပညာတတ်ကြီးဖြစ်သွားရင်မမဒီလိုအမိုက်မကောက်ရတော့ပါဘူးမောင်လေးမမကိုပြန်လုပ်ကြည့်ပါမယ်နော် ဟုတ်ပြီမောင်လေးစာစူးစမ်းရမယ်နော်မမထမင်းတော့ချက်လိုက်အောင်မယ် ဟုတ်ကဲ့ပါ ကြီးလေးအမစာကြိုးစားလို့ပြောတယ်နော်ကြီးလေးလေးစာကြိုးစားနော်ပညာတတ်ကြီးပြအောင် ဟုတ်ကဲ့ပါ
ဆရာမ အေးသားအော်အေးသားလိမ်မာလိုက်တာသားရဲ့ကိုမပိုင်တဲ့ပစ္စည်းကိုအခုလိုဆရာမကိုလာပြီးတာဆရာမသားကိုချီးကျူးတယ် ဟုတ်ကဲ့မမနဲ့ဘဘပြောထားတယ်လူစားစင်းရဲ့ပလက်ကြီးဇိုက်တာမစင်းရဘူးတဲ့ ဒါပေါ့သားရဲ့စာလဲစူးစမ်းနော်နားမလဲတာရှင်လဲဆရာမကိုလာမီး ဟုတ်ကဲ့ဆရာမဒါဆိုတတ်တော့မယ်နော် အေးပါသားလေးဆရာမလေးဒီဘက်ဆန်ကိုပိုင်ရှင်ကိုပြန်ပြီးတော့ပေးလိုက်မယ်နော် ဟုတ်ကဲ့ပါ အဲ့ဒါငါပေးစမ်း ဟာအကိုကမှမဟုတ်တာဟိုကားပေါ်လီကြာကြံခဲ့ကျွန်တော်သားပြန်ပေးမလို့ ဟေ့မင်းကစကားခံပြောတယ်လား ပြောလေရစမ်းအပြည့်နာမလို့ ကျွန်တော်ရရှိတာပုံလေးမှာကျွန်တော်ဦးလေးပတ်ဆက်